ရှားသည့်ကွင်လိုက်ဝမ်းနဲ့တီးကြံဆုံးအမျိုးသမီးများရှားသည့်ကွင်လိုက်ချစ်တတ်ဖို့တစ်ဖက်လူကိုယုံကြည်ပေးတတ်ဖို့ပျော်ရွှင်ရဖို့သူများတွေချက်ပို့ပြီးတော့ခက်ခဲနေတတ်တဲ့အမျိုးသမီးလေးတွေရှိပါတယ်ဒီမျိုးသမီးလေးတွေကသူတို့ရဲ့ရှားသည့်ကွင်လိုက်ဖြစ်ပေါ်နေတဲ့စိတ်ထားလေးတွေကြောင့်အပေါ်ယံမှာတမချင်အောင်ဆောင်နေပေမဲ့နာကျင်မှုတွေကိုစိတ်ထဲမှာကွယ်ဝှက်ထားတတ်ကြပါတယ်ဒီဗီဒီယိုလေးထဲမှာသူတို့အကြောင်းတွေကိုအမှတ်စဉ်လိုက်ဖော်ပြပေးသွားပါမယ်နံပါတ်1 Aquarius သူတို့တွေကလွတ်လပ်မှုကိုမြန်လို့ကြပြီးတော့ဘယ်ရောင်မဆိုစီးရိပေါင်းတွေကန့်သက်မထားရပါဘူးအဲ့ဒါတွေကြောင့်ပဲသူတို့လိုချင်တယ်လို့တတောင့်တတာမနေရပဲနဲ့ဘဝမှာထိကျန်နေရပါတယ်ဘဝမှာအောင်မြင်မှုတွေရရှိပြီးတော့အနားမှာခင်မင်သူတွေအများကြီးရှိပေမဲ့သူတို့ရဲ့စိတ်ကိုဘယ်သူမှနားမလဲတာကြောင့်အားလုံးနဲ့ဝေးကွာတယ်လို့ခံစားနေရတတ်ပါတယ်စိတ်ပီစီမှုတွေကိုလည်းမခံနိုင်တဲ့သူမျိုးတွေမလို့ရင်းနှီးကျွမ်းဝင်တဲ့ဆက်ဆံရေးမျိုးကိုမရတတ်ပါဘူးသူများဟောတာကူညီတတ်ပေမဲ့သူ့အတွက်ကိုတော့အကူအညီမတောင်းတတ်တဲ့သူတွေပါသူတို့ကဂျကိုရဲ့ရည်တည်နိုင်သူတွေဉာဏ်ရည်မြင်မားလွန်းသူတွေဖြစ်ကြတယ်လို့သူတို့ရဲ့လှုပ်ရှားမှုတွေကိုဘယ်သူမှမခံမနိုင်ကြပါဘူးသူတို့ယုံကြည်လက်ခံပေးနိုင်တဲ့သူမျိုးတွေတော့ရှိပေမဲ့အရှိအတွက်အားဖြင့်နေပါလွန်ပါတယ် Aquarius အမျိုးသမီးတွေကထက်မြက်လွန်ကြပြီးတော့စိတ်ကူးစိတ်တန်လဲကောင်းကြပါတယ်သူတို့ဝမ်းနေနေရတဲ့တာကအားနေလို့မဟုတ်ဘဲနဲ့တန်မာလုံးအားကြီးလို့ပြိုလဲနေရတာမျိုးပါနံပါတ်2 Gemini မျိုးသမီးတွေကသူတို့ရှောင်းနေတဲ့နေရာမှာမပြောတတ်ဘဲနဲ့သူတို့ရဲ့စိတ်ကတနေရာကိုရှောင်းနေတတ်ပြီးတော့အတိတ်ကိုသာတန်ထားနေတတ်ကြပါတယ်သူတို့ကိုနားလည်ပေးဖို့ခက်ခဲတယ်လို့စိတ်ကျဉ်နှံအောင်လုပ်ပေးဖို့လည်းမလွယ်ကူပါဘူးသူတို့တွေကပျော်ရွှင်မှုကိုလိုက်ရှာပေမဲ့ဘာမှမဟုတ်တဲ့ကိစ္စလေးတွေကြောင့်ပျော်ရွှင်မှုနဲ့ဝေးကွာနေရတာမျိုးပါသူတို့ကိုနားလည်ပေးနိုင်တဲ့သူမျိုးကိုလိုက်ရှာနေတတ်ကြပြီးတော့တွေ့ပြန်ရင်လည်းအဲ့ဒီလူတန်ရောစင်တွင်ပြီးမှကြောင်းနေတတ်ကြပါတယ်သူတို့တွေကစကားပြောကောင်းကြပြီးတော့ဘဝမှာအရာအလုံးပြည့်ပြည့်စုံနေပေမဲ့ရှင်နဲ့ရောင်ရဲမှုမရှိကြဘဲနဲ့သူတို့ဘာကြောင့်စိတ်ညစ်နေရတယ်ဆိုတာကိုသူတို့ကိုယ်တိုင်လည်းမသိကြပါဘူးသူတို့တွေကနာကျင်နေအောင်ဟာသားတွေပြောနိုင်ကြသူတွေအော်ဟစ်ပေါက်ကွဲဖြစ်ခြင်းတဲ့အချိန်မျိုးမှာလည်းဘာမှမပြောဘဲနဲ့မျိုးသိပ်ထားနိုင်စွမ်းရှိကြသူတွေအရန်ချစ်နေရင်တော့ထားခဲ့နိုင်စွမ်းရှိကြသူတွေပါနံပါတ်3 Capricorn မျိုးသမီးတွေကစူးစမ်းအားထုတ်မှုအနစ်နာခံမှုနဲ့ထိန်းချုပ်မှုတွေကိုတန်ဖိုးထားတဲ့သူတွေပါအချင်းနဲ့ပတ်သက်တဲ့သူတို့ရဲ့အယူဆတွေကလည်းသူများတွေနဲ့မတူပါဘူးတစ်ဖက်လူအတွက်သူ့ဘက်ကအရင်ဦးဆုံးအနစ်နာခံပြီးဆက်ပြီးတော့မှအချစ်ကိုရယူလို့သူတွေပါအဲ့ဒါတွေကြောင့်ပဲသူတို့ကိုအသုံးချမဲ့သူမျိုးနဲ့မကြာခဏဆုံရတတ်ပါတယ်လူများရဲ့လေးစားတမိုးထားမှုကိုရရှိကြပြီးတော့ကြီးမားတဲ့တာဝန်တွေကိုလည်းထမ်းဆောင်ခွင့်ရကြပါတယ်ဒါပေမဲ့ဘဝင်မမြင့်တတ်ကြသလိုအခွင့်အရေးလည်းမရှူတတ်ပါဘူးပေးထားတဲ့တာဝန်တွေကိုကျမ်းမာရေးထိခိုက်ခံပြီးသားထမ်းဆောင်တတ်ကြသူတွေပါခက်ခဲနေရင်တော့သူများကိုအကူအညီမတောင်းတတ်ကြဘဲနဲ့အားနည်းတယ်လို့ဝန်ခံရမှာကိုရှက်စရာလို့ထင်ကြသူတွေပါသူတို့အတွက်ကန်ဆူးမှုတွေဆိုတာသူတို့ကိုယ်တိုင်ဖန်တီးထားတဲ့အရာတွေပါပဲသူစိတ်ကိုသူထိန်းချုပ်ထားလွန်းလို့အကြီးကျယ်နေရသူတွေပါပျော်ရွှင်မှုနဲ့ကျင်သားမရလို့မပျော်ရွှင်ရတာလူတော်ပြောလို့ရပါတယ်နံပါတ်4 Taurus အမျိုးသမီးတွေကတည်ငြိမ်မှုရှိကြပြီးတော့ကိုယုံကြည်ကြသူတွေဆိုပေမဲ့သူတို့ရဲ့ခံစားချက်တွေအချိန်တွေနဲ့သူတို့ကိုသူတို့တန်ဖိုးထားလွန်းတာကြောင့်အထီးကျန်နေရသူတွေပါအချီးရေးမှာလည်းအရာအလုံးပေးဆက်ပြီးတော့ချစ်တတ်ကြသလိုသူများတွေတက်လည်းပို့ပြီးတော့တီးခတ်နိုင်စွမ်းရှိကြပေမဲ့သူတို့နဲ့ထိုက်တန်တဲ့တမိုးထောင်မှုမျိုးမရရှိဘူးလို့ခံစားနေရတတ်ပါတယ်သူတို့တွေကရိုးသားမှုအလေးပေးခံရမှုနဲ့တည်ငြိမ်မှုတွေကိုတမိုးထားသူတွေပါလူစင်တာကိုမတောင်းဆိုတတ်သူတွေဖြစ်ပြီးတော့သူတို့နဲ့ထိုက်တန်ဆောင်ကိုသက်သေပြဖို့သာကြိုးစားနေတတ်ကြပါတယ်နာကျင်မှုကိုလည်းထုံမပြတတ်ပဲနဲ့တီးမခံနိုင်တဲ့အချိန်ထိစူးစောင်းထားတတ်ကြပါတယ်သူတို့တွေကအလွန်သစ္စာရှိကြပြီးတော့နာကျင်နေအောင်ထွက်မသွားတတ်ကြပါဘူးသူတို့အတွက်ခက်ခဲနေအောင်သူများကိုကူညီပေးဖို့မပြတ်ကွက်တတ်ကြသူတွေပါနံပါတ်5 Leo မျိုးသမီးတွေကငယ်စဉ်ကတည်းကထက်မြက်သူတွေဖြစ်တာကြောင့်မိဘမောင်ဖွားတွေကသူတို့ကိုအများကြီးမျှော်လင့်ထားတာခံရတတ်ပါတယ်သူတို့ကလည်းဒီမျောလင်းချက်နဲ့ညီအောင်စူးစမ်းတတ်ကြပြီးတော့အပြင်ပန်းမှာအောင်မြင်မှုတွေရှားနေပေမဲ့စိတ်ထဲမှာတော့တိတ်တဆိတ်ကြေကွဲနာခြင်းစရာတွေရှိနေတတ်ပါတယ်တိခတ်နိုင်စွမ်းလည်းမြင်မာပြီးတော့နာကျင်မှုကိုအပြုံးနဲ့ဖုံးကွယ်ထားနိုင်ကြပါတယ်စိတ်ထဲမှာပြိုလဲနေတော့ဘယ်ချိန်မျိုးမှမဆိုဂုံယူဝင်ကြွားစွာနဲ့ခေါင်းမော့ရှင်ခေါ်နေတတ်ကြပါတယ်သူတို့ကိုယ်တိုင်ကအနားမှာဘသူ့မှမလိုအပ်တာကြောင့်တယောက်တည်းအထီးထီးနေရတတ်ပါတယ်သူ့ချစ်ကိုရရှိသွားတဲ့ယောက်ျားတွေကစီစူကြီးပေါက်တယ်လို့ဂုံယူဝင်ကြွားနေပေမဲ့သူ့အတွက်လိုအပ်တဲ့နားလည်မှုကျနာမှုတွေကိုပေးဖို့ကိုတော့မီလီယံနေတတ်ကြပါတယ်နာကျင်နေတော့ဝန်ခံရမှာကိုရှင်းနေတတ်သူတွေဖြစ်တာကြောင့်စိတ်ထဲမှာနာကျင်မှုတွေစုပုံလာပြီးတော့သူကိုယ်သူမကြည်မနဲ့ဖြစ်လာတတ်ပါတယ်သူ့ဘက်ကကြိုးစားအားထုတ်မှုတွေကိုတစ်ဖက်လူကအတိမတ်ပြုမခံရဘူးယေရှုတင်မခံရဘူးဆိုရင်တော့သူကိုယ်သူတန်ဖိုးမဲ့
မဲ့တယ်လို့ခံစားလာရတတ်ပါတယ်သူတွေကအရာအလုံးကိုပိုင်ဆိုင်အောင်စူးစမ်းနိုင်ကြသူတွေဖြစ်ပေမဲ့အတိမတ်ပြုမခံရရင်မပြောနိုင်ကြသူတွေပါငယ်ချင်းပေါင်းသင်းကဏ္ဍနဲ့ပတ်သက်ရင်လည်းတစ်ဖက်သက်ပေးဆက်ရတာမျိုးပဲဖြစ်တတ်ပါတယ်သူဘက်ကအများကြီးကူညီပေးပေမဲ့သူလိုအပ်လာတဲ့အချိန်မျိုးမှာတော့ကူညီမဲ့သူမရှိပါဘူးရှင်တွေကသူ့ကိုတန်မာတဲ့သူအကူအညီမလိုတဲ့သူလို့သတ်မှတ်ထားကြပါတယ်ဒီရာသီခွင်မျိုးသမီးတွေကအားနေတယ်ဆိုတဲ့တဘာဝကိုကြာရှုံးမှုလို့ရှုမြင်တာကြောင့်သူတို့ဘာသာရက်တီဖို့ကစူးစမ်းတတ်ကြသူတွေပါ